โอเคအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီနေ့ညမှာတော့ကျွန်တော်ကမိတ်ဆွေတို့ကိုစီးပွားရေးအခမ်းအနားတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီစီးပွားရေးကတော့ဘာစီးပွားရေးလဲဆိုရင်တော့ common platform ဗျူဟာတိတ်စနစ်တစ်ခုဖြစ်ပါတယ်သူကတော့ထိုင်းနိုင်ငံမှာအခြေစိုက်ရှိတာပေါ့နော်ကျွန်တော်ကတော့အခုလက်ရှိဒီမလေးရှားနိုင်ငံမှာအနေစားအလုပ်တစ်ဖက်နဲ့common platform မှာဝင်ရောက်ပြီးတော့မှစ조사နေတူဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေဟာမိသားစုစားဝတ်နေရအတွက်ရုန်းကန်နေကြတဲ့လူတွေဖြစ်တဲ့အကုန်လုံးကတို့မြန်မာနိုင်ငံတွေဆိုတော့တည်တဲ့အတိုင်းပေါ့တိုင်းတစ်ပါးမှာထိုင်းရောမလေးရှားရောအိုမန်ရောစင်ကာပူရောအကုန်လုံးနိုင်ငံအသီးသီးမှာရှိနေကြတာဖြစ်တဲ့အဲဒါကြောင့်မို့ကျွန်တော်တို့တွေကအခုလိုမျိုးတိုးတက်ပြောင်းလဲနေတဲ့ AI ခိုက်မှာဒီလိုမျိုးနေစားအလုပ်တစ်ဖက်နဲ့ကတော့လုံးဝအဆင်မပြေတော့ပါဘူးဒါကြောင့်မလို့ဒီလိုမျိုးကိုယ့်မိမိရဲ့အားတဲ့အချိန်လေးမှာပေါ့နော်ဒီလိုမျိုးကိုပိုင်စီးပွားရေးတစ်ခုကိုလောက်ထားလိုက်မယ်ဆိုရင်ဘယ်လောက်ကောင်းမလဲအဲ့ဒါကြောင့်ကျွန်တော်ကမိတ်ဆွေတွေကိုစီးပွားရေးအခွင့်အလမ်းကောက်တစ်ခုနဲ့ message ပေးရခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတွေကတကယ်လို့စိတ်ဝင်စားတာဆိုလို့ရှိရင်ကျွန်တော်ရဲ့ messenger မှာလာရောက်ပြီးတော့အသေးစိတ်ကိုမြင်နိုင်ပါတယ်အားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်